အာမန်ဖိုင်မှကြိုဆိုပါတယ်။မာ blockchain layer 1ကိုလက်ရှိဘဏ္ဍာရေးစနစ်ရဲ့ကျွမ်းကျင်မှုတွေနဲ့ blockchain နည်းပညာရဲ့အားသာချက်တွေကိုပေါင်းစပ်ပေးဖို့ဆိုတဲ့ရည်မှန်းချက်နဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။အာမန်ဖိုင်ဟာမာ blockchain eco စနစ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးရင်းနဲ့အတူ decentralized carbon credit အစီအစဉ်တွေ DLT ဘုန်းထုတ်ဝေမှုတွေ DLT အစိုးရထောက်ပံ့ကြေးအစီအစဉ်တွေ blockchain အခြေပြုတင်ကြားရေးစနစ်တွေ rules proof of reserve infrastructure တွေအပြင် transshipment identity tokenization နဲ့ real world asset project တွေလည်းရှိနေပါတယ်ဒီစနစ်ကိုအသုံးပြုသူတွေပိုများလာပြီးအယောင်းအဝယ်တွေကျေပြန့်လာတာနဲ့အမျှကျွန်တော်တို့ရဲ့ halving နဲ့ emission mechanism တွေကြောင့်မာကွိုင်ရဲ့ဝယ်လိုအားဟာလည်းမြင့်တက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကရှင်းပါတယ်လက်တွေ့အသုံးဝင်မဲ့ utility ဖန်တီးဖို့ဘဏ္ဍာရေးဝန်ဆောင်မှုတွေကိုလူတိုင်းလက်လန်းမိနိုင်အောင်လှုပ်ဆောင်ပေးဖို့နဲ့ decentralized economy မှာအမှန်တကယ်ပါဝင်ဆောင်ရွက်သူတွေကိုထိုက်တန်တဲ့အကျိုးခံစား권တွေပေးအပ်သွားဖို့ဖြစ်ပါတယ်လက်ရှိစနစ်ရဲ့ကျွမ်းကျင်မှုတွေကိုဆက်လက်ထိန်းသိမ်းထားပြီး blockchain နည်းပညာရဲ့အားသာချက်တွေနဲ့ပုံမကောင်းမွန်အောင်ပံ့ပိုးပေးသွားမှာပါအမန်ဖာမှကြိုးဆိုပါတယ်ကျွန်တော်တို့နဲ့အတူအခုပဲလက်တွဲလိုက်ပါအသေးစိတ်ကို info@aman.finance မှာဆက်သွယ်နိုင်ပါတယ်